Okay အားလုံးပဲမင်္ဂလာပါခင်ဗျာ NK Shane Channel ကပြန်လဲကြိုဆိုလိုက်ပါလေ။နောက်ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့မိတ်ဆွေတို့ဖုန်းတွေက YouTube ထဲကနေပြီးတော့မြန်မာစာတန်းမထိုးတဲ့ဗီဒီယိုတွေတခြင်းတွေသတင်းတွေကိုကျွန်တော်တို့မြန်မာစာတန်းထိုးပြီးကြီးကြီးလေးပဲဖြစ်ပါတယ်။ Okay အစင်းလေးဖြစ်ရင်ဗီဒီယိုလေးကိုစလိုက်ရအောင်ခင်ဗျာ။ Okay အဲ့လိုလုပ်ဖို့အတွက်ကျွန်တော်အရင်ဆုံး browser တစ်ခုခုလိုပါတယ်။ဒါကြောင့်ကျွန်တော် Chrome browser ထဲဝင်လိုက်ပါမယ်။ Chrome browser ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဒီ scroll bar လေးမှာyoudube.com ကိုyoutube.com ဆိုပြီးရိုက်ရှာလိုက်ပါမယ်။ကျွန်တော် YouTube ကိုရှာလိုက်တော့ကျွန်တော် youtube.com နဲ့ကိုရောက်သွားပါလိမ့်မယ်။ YouTube ထဲကိုရောက်ပြီဆိုရင်ကျွန်တော်ဒီဘက်အပေါ်ဘက်လေးကအဆက်30နာမှာအဆက်30ကိုပေါ့နော်ကျွန်တော်တစ်ချက်နှိပ်လိုက်ပါ။ပြီးတော့ကျွန်တော် desktop site ဆိုတာလေးကို on ပေးလိုက်ပါမယ်။အမှန်လေးချစ်ပေးလိုက်ပါ desktop site ကိုကျွန်တော်အဲ့လိုလုပ်ပေးရအဖြစ်ကျွန်တော်တို့ကျွန်တော်ဖုန်းရ YouTube ပေါ့နော်ကျွန်တော် desktop လေး laptop မှာမြင်ရတဲ့ပုံစံလေးတော့ပြပေးပါလိမ့်မယ်။ Okay ပါဒီတော့ရောက်ပြီဆိုရင်တော့မိတ်ဆွေတို့ကြည့်ရင်လည်းဗီဒီယိုလေးကိုရှာလိုက်ပါနော်။ကျွန်တော်တော့နမူနာနေတဲ့ပြမှာဖြစ်တဲ့အတွက် ENGMISAMEWS new အင်္ဂလိပ် news ဆိုရင်အင်္ဂလိပ်သတင်းလေးကိုရှာလိုက်ပါမယ်။ကျွန်တော်အင်္ဂလိပ်လိုရှာရွိုင်းကျွန်တော်ဗီဒီယိုတစ်ခုရွေးလိုက်ပါမိတ်ဆွေတို့ကြည့်နေတဲ့ဗီဒီယိုပေါ့နော်။ဒါဆိုရင်ကျွန်တော်တို့ဒီမှာဗီဒီယိုမှာကျွန်တော်တို့မြန်မာစာတန်းရောအင်္ဂလိပ်စာတန်းရောဘာဆိုဘာမှမထိုးတော့ပါဘူး။မထိုးလို့ဗီဒီယိုတစ်ချက်တော့နှိပ်ပြီးလိုက်ပါဒီမှာကျွန်တော်အောင်းလာမြင်ရတာမသိပါဘူးဒီမှာ CC ဆိုတဲ့ပုံစံလေးရှိရပါတော့။ CC ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးလိုက်ပါအဲဆိုရင်ကျွန်တော်အင်္ဂလိပ်စာတန်းစာထိုးပါပြီ။မှာပါကျွန်တော်အင်္ဂလိပ်စာတန်းစာထိုးပါပြီ။ကျွန်တော်လိုချင်တာမြန်မာစာတန်းထိုးဖြစ်တဲ့အတွက်ကျွန်တော်မြန်မာစာတန်းထိုးပြောင်းပါမယ်။အဲ့လိုပြောင်းဖို့အတွက်ကျွန်တော်တို့ဒီအောင်နာလေးမှာပဲကျွန်တော်တို့ဒီမှာ CC ဆိုတဲ့ဘေးနားလေးကကျွန်တော်တို့ဆက်သွားပုံစံစတင်လေးပေါ့နော်အထက်ဝင်လိုက်ပါ။အထက်ဝင်ပြီဆိုရင်ပြီးတော့ကျွန်တော်ဒီမှာဆက်တိုက်တဲ့ CC ဆိုတာလေးရှိပါတယ်။အဲ့ဒါလေးတစ်ချက်နှိပ်ပေးလိုက်ပါ။ဒီမှာကျွန်တော်ကသူကအင်္ဂလိပ်ဆိုပြီးတော့ပြထားပါရဲ့ကျွန်တော်တို့ကအဲ့ဒါကိုမြန်မာပြောင်းမှဖြစ်တဲ့အတွက် auto translate ဆိုပြီးတော့အဲ့ဒါအောက်ကဟာလေးကိုနှိပ်ပေးလိုက်ပါ။အဲ့ပြီးတော့ကျွန်တော်ဒီထဲမှာမြန်မာကိုရွေးပါမယ်။ဒီထဲမှာတော့ permis ပေါ့နော်။ကျွန်တော် permis ကိုရွေးမှဖြစ်တဲ့အတွက်ဒီမှာပါကျွန်တော် permis ကိုတွေ့အဲ permis နှိပ်ပေးလိုက်ပါ။ဒါဆိုတော့ကျွန်တော်တို့မှာမိတ်ဆွေတို့ကြည့်နေတဲ့ဗီဒီယိုကမြန်မာစာတန်းထုတ်ပြီးဖြစ်ပါတယ်။တော့ဒီနည်းလေးနဲ့မိတ်ဆွေတို့ဖုန်းထဲမှာကျွန်တော်တို့မြန်မာစာတန်းမထုတ်တဲ့ဗီဒီယိုတွေတခြင်းတွေကိုမြန်မာစာတန်းထုတ်ပြီးကြည့်လို့ရပြီဖြစ်ပါတယ်။အဆင်ပြေပါဆိုရင်ကျေးဇူးတင်ပါတယ်။